ကလောမျိုးရဲ့အလားဆုံးတပ်ပုံတွေဘယ်နေရာမှာရိုက်ကြလဲသိပါသလားဒါမှမဟုတ်နှစ်ပေါင်း100ကျော်သမိုင်းကိုယနေ့ထိထိမ့်သိမ်းထားတဲ့ကလောမျိုးရဲ့နေရာတစ်ခုကိုလိုက်ကြည့်အောင်အားလုံးပဲမင်္ဂလာပါကလောလက်ပါမှာပြင်နေကြည့်ပါရစေပြင်ကတော့ကျန်တာကမှဒီနေ့မှာတော့ကလောမျိုးရဲ့သမိုင်းဝင်အမှုတစ်ခုဖြစ်တဲ့ကလောဘူတာသမိုင်းအကြောင်းကိုသိဆက်ပေးသွားမှာဖြစ်ပါရဲ့ရှင်ဒီဘူတာဟာခီးသည်တွေရထားစီဖို့အတွက်သာဆောက်လုပ်ထားတဲ့နေရာတစ်ခုမဟုတ်ပါဘူးကလောမျိုးရဲ့ဖွံ့ဖြိုးတိုးတက်မှုသမိုင်းကြောင်းနဲ့လူနေမှုအကြောင်းတွေကိုပြောပြနေတဲ့သမိုင်းမှတ်တမ်းတစ်ခုလည်းဖြစ်ပါတယ်ကလောမျိုးဟာပင်လယ်ရေမျက်နှာပြင်အထက်ပေ4998ပေခန့်မြင့်မာတဲ့အင်းများရဲ့တောင်ပေါ်မြို့လေးတစ်မြို့ဖြစ်ပါတယ်19ရာစုနောက်ပိုင်းမှာဒီတီရှာတို့ဟာကလောမျိုးကိုအင်းများရဲ့ hill station အဖြစ်ဖွံ့ဖြိုးစေဖို့စီစဉ်ခဲ့ကြပါတယ်ဒါပေမဲ့အဲ့ဒီအချိန်တုန်းကကလောကိုလာရောက်ဖို့ဆိုတာအလွန်ခက်ခဲတဲ့ခရီးတစ်ခုဖြစ်ခဲ့ပါတယ်။ဒါကြောင့်1909ခုနှစ်မှာတာစီကနေရှမ်းပြည်တောင်ပိုင်းအထိမြစ်ထားလန်ဖောက်လုပ်ဖို့အတည်ပြုခဲ့ပြီး1912ခုနှစ်မှာစတင်တည်ဆောက်ခဲ့ပါတယ်။ဒီလမ်းကိုဖောက်လုပ်တဲ့အချိန်မှာတောင်တန်းတွေကိုဖျက်ဆီးရင်းဦးမြင့်လိုင်းကောင်းတွေတူးဖော်ခဲ့ရတယ်။တန်တရာကြီးတွေတည်ဆောက်ခဲ့ရတယ်။ကြောက်တောင်တွေကိုဖောက်ခွဲခဲ့ရတယ်။ဒီလိုအခက်အခဲများစွာကိုကြော်ဖြတ်ပြီးတည်ဆောက်ခဲ့တာကြောင့်တာစီကလောမြစ်ထားလန်ဟာမြန်မာနိုင်ငံရဲ့အခက်အခဲဆုံးတောင်ပေါ်မြစ်ထားလန်တွေကတစ်ခုအဖြစ်သတ်မှတ်ခဲ့ရပါတယ်။1914ခုနှစ်ဒီဇင်ဘာလမှာတော့မြစ်ထားဟာကလောမြို့ကိုပထမဆုံးရောက်ရှိလာခဲ့ပြီး1915ခုနှစ်မှာကလောမြစ်ထားဘူရာကိုတရားဝင်ဖွင့်လှစ်ခဲ့ပါတယ်။အဲ့ဒီအချိန်ကစပြီးကလောဘူရာဟာခီးသွေတွေတွာလာပို့တတ်တာမကလက်ဖက်အာလူကော်ဖီပန်းမျိုးစုံနဲ့ဒေသထွက်စိုက်ပျိုးရေးထွက်တော့ပုံကိုပါစီမန္တလေးရန်ကုန်အထိတင်ပို့ပေးတဲ့အရေးပါတဲ့တည်ယူပို့ဆောင်ရေးဗဟိုချက်တစ်ခုဖြစ်လာခဲ့ပါတယ်ဒုတိယကမ္ဘာစစ်အတွင်းမှာတော့မြစ်ထားလန်အချို့နဲ့ဘူရာဝင်းကျင်ဟာထိခိုက်ပျက်စီးခဲ့ပြီးလက်ထားပြေးဆွဲမှုတွေလည်းလျော့နေသွားခဲ့ပါတယ်စစ်ပြီးနောက်မှာတော့ပြင်လည်ပြုပြင်ပြီးဆက်လက်အသုံးပြုခဲ့ကြပါတယ်လွတ်လပ်ရေးရပြီးနောက်ပိုင်းမှာကလောမြစ်ထားဘူရာဟာဒေသခံပြည်သူတွေကျောင်းသားတွေကုန်သည်တွေနဲ့ခရီးသွားတွေအတွက်အရေးပါတဲ့ဘူရာတစ်ခုအဖြစ်ဆက်လက်တည်ရှိနေခဲ့ပါတယ်။ယနေ့ခေတ်မှာတော့ကားလမ်းတွေပုံမကောင်းမွန်လာတာကြောင့်မြစ်ထားစီးတဲ့သူနင်းလာပေမဲ့ကလောမြစ်ထားဘူရာကတော့သမိုင်းဝင်အမွေအနှစ်တစ်ခုအဖြစ်ဒီနေ့ထိတန်ဖိုးရှိနေစေဖြစ်ပါတယ်။ကလောကိုလာရောက်လည်ပတ်တဲ့ပြည်ရင်းပြည်ပခရီးသွားအများစုဟာဒီဘူရာမှာအမတ်တရားတပ်ပုံတွေရိုက်ကူးလေးရှိပြီးကလောရောက်ရင်မဖြစ်မနေလာရောက်တဲ့နေရာတစ်ခုလည်းဖြစ်ပါတယ်။ဒါတင်မကသေးပါဘူး။ကလောမျိုးရောက်ရင် IGC အပျော်စီးရထားကိုလည်းစီကြည့်ဖို့အကြံပြုချင်ပါတယ်။ဒီရထားဟာကလောမြင်းတိုင်းနဲ့ကလောအောင်ပန်းခီးစဉ်တွေကိုကြီးဆွဲပေးနေပြီးရှမ်းပြည်တောင်ပိုင်းရဲ့လာပါရီတောင်နဲ့ရှုခင်တွေကိုအေးစစ်စစ်ခန်းစားနိုင်တဲ့အတွေ့အကြုံခီးစဉ်တစ်ခုဖြစ်မယ်ဆိုတာကိုလည်းအမခံပါရဲ့ရှင်။ IGC ရထားဟာခီးစဉ်တစ်ခုကိုလူ15ယောက်အထိသာလက်ခံပြီးဒီစဉ်တစ်ခုရဲ့ကုန်ကျစရိတ်ကတော့3သိန်းကျပ်ဖြစ်ပါတယ်။ကလောမြစ်ထားဘူရာဟာတာမန်ဘူရာတစ်ခုမဟုတ်ပါဘူး။နှစ်ပေါင်း100ကျော်ကြာအောင်ကလောမျိုးရဲ့သမိုင်းဖွံ့ဖြိုးတိုးတက်မှုနဲ့ယဉ်ကျေးမှုအမွေအနှစ်တွေကိုထိန်းသိမ်းထားစေသက်သေခံပေးနေတဲ့နေရာတစ်ခုဖြစ်ပါတယ်။ကလောမျိုးကိုအလွယ်လာမယ်ဆိုရင်ဒီသမိုင်းဝင်မြစ်ထားဘူရာလေးကိုမဖြစ်မနေတွားရောက်လေ့လာပြီးဓာတ်ပုံလေးတွေရိုက်ကူဖို့လည်းဖိတ်ခေါ်ပါရရှင်။ကလောလက်ပါမှာကလောမျိုးရဲ့အလားပါတွေသမိုင်းဝင်နေရာတွေနဲ့စိတ်ဝင်စားဖို့ရအကြောင်းအရာတွေကိုဆက်လက်တင်ဆက်ပေးသွားမှာမို့ subscribe လုပ်ထားဖို့လည်းမမေ့နဲ့နော်။နောက်ဗီဒီယိုမှာကလောမျိုးရဲ့သမိုင်းကြောင်းဗီဒီယိုနဲ့အတူတူပြန်လာခဲ့ပါမယ်ရှင်။ Bye bye ပါ